วันเราเนาะมาแล้วแล้วสระกว่าจะถึงงานสักการดูดังว่าต้องไปเจ้าญาวันน้ำยานี่แหละเช่นเดียวกันเนาะฮะล่ะไอ้เราหมอบ่าวอุตส่าห์การมาดีคุณเราส่งมีเราเจ้ามีเรามาเบ้อินโฟมิชันแล้วปีรุ่นเช่นดาสุระไอ้ตัวบอลเนี่ยอินโฟมิชันปีจะมาเช่นบาเลยไอ้เราดีกันนี่ที่เราเดว่าจะถึงงานสักการดูดังว่าก็อุตส่าห์ตาตราของอีเจ้าที่ทำลาลาหาสัตว์ตัวนี้มีสลิงเนี่ยแทงกูวิญญาณปีดอนลาเนี่ยด้วยสัตว์ตัวจริงมีสุบังวาสุติงานสักการลุดังตุโซเวไอ้ดอกอุตส่าห์วาสุติงานเนี่ยปัตตปีดอที่เดียนที่ได้ด่าดีดีกูอุตส่าห์นี่เนี่ยยาวิบีบ้างไหมมีเนี่ยนักเสนาอีวันเราโดนจามาบ่เนาะแต่นายเรายินดีมาห่อว่าไอ้ดอกอุตส่าห์ติงานจังกูอุตส่าห์พอได้บาดาวันนี้ที่ทานเต็มมาเลยมีโรคอะลุดังมุรีเลยปิ้วนี่จ้าเลยอาเท่าปีเราเลยไปสองวันนี่จ้าหรออุตส่าห์มีส่วนพิจารณาโครมีกาเชื่ออุตส่าห์ติงานกูตั้งมาปีแก่ละกะปันตุกูติงานปันตะกูติงานบอกปันตุกูลาสุราหายหันดอมยาโลภะโทสะมุเนအောင်โลภะมุเนအောင်ဆိုပြီးတော့သင်္ကန်းအတွက်တရားဓမ္မတွေမပင်ပန်းရလေအောင်ဆိုပြီးတော့ဦးဇင်းတို့ပဋ္ဌကုသင်္ကန်းကိုဝိယုံသုံးဆောင်ပြီးတော့ယဟန်တရားများကိုကျင့်ကြံကြိုးစားပွားများအားထုတ်ရမယ်ဆိုပြီးတော့ဦးဇင်းတို့တိမ်ထဲမှာယဟန်ခံတဲ့အချိန်ကလေးကနေပြီးတော့ဝိရေးအတွက်မပင်ပန်းရလေအောင်မြတ်စွာဘုရားကအဲ့ဒီလိုတတ်မှတ်တော်မူခဲ့ပါတယ်အဲ့ဒီတော့ပဋ္ဌကုသင်္ကန်းကစပြီးပေါ်ခဲ့တာပေါ့ပန္တကူပန္တုကူလဆိုတဲ့အတိုင်းပဲဦးဇင်းတို့ယဟန်တော်များဟာရှိရှင်ကာလတုန်းကလမ်းစုံလမ်းကွာနေရာဌာနများမှာအမိုက်ပုံများမှာတင်းချိုင်းဌာနများမှာလူတွေစုပ်ပြစ်ထားတဲ့မြေအလိမ့်လိမ့်ကပ်နေတဲ့အဝတ်စများကိုလိုက်စုဆောင်ပြီးတော့ချုပ်ပြီးတော့ဆိုးပြီးဝေ့ရပါတယ်အဲ့လိုပန္တုကူသင်္ကန်းဆိုပြီးတော့အခုခေတ်ပြောနေဝတ်နေကြတဲ့ရောင်စုံသင်္ကန်းမျိုးလည်းမဖြစ်ပါဘူးအလုံးသင်္ကန်းအဝိဇ္ဇာတွေကိုချုပ်ဆိုးပြီးတော့မှအယောင်လူဝေးရတာပါအခုခေတ်ကျတော့ပေါ်ပင်လိုဖြစ်နေတဲ့တချို့ကပန္တကူသင်္ကန်းဆိုဟိုနာတကွဝါဒီနာတကွညိုနီဖြူပြာဒါမျိုးတွေကိုပဲပန္တကူသင်္ကန်းထင်နေတာမဟုတ်ပါဘူးပန္တကူလဆိုတဲ့အတိုင်းလေးလိမ့်လိမ့်ကတ်တဲ့အဝိဇ္ဇာတွေကိုလိုက်စုဆောင်ပြီးတော့ချုပ်ဆိုးရတယ်ချုပ်ပြီးတော့ဆိုးပြီးတော့ရောင်